စာလောင်နေတဲ့ချင်းသေးအုပ်ကြီးနဲ့အသက်ရှင်ဖို့ရုန်းကန်နေတဲ့ကျွေးရိုင်းတကောင်တို့ရဲ့မယုံနိုင်စရာအသက်လူတိုက်ကွဲကိုတင်မြင်ဘူးပါသလားအာဖရိကရဲ့ရက်ဆက်ရိုင်းဆိုင်နဲ့အမဲလိုက်ကွင်းပြင်ကလောကနီးယာမှာအစာကွင်းဆက်ကိုကျမတို့အခုပဲအတူတူလေ့လာကြည့်လိုက်ကြရအောင်တိုက်ပွဲကိုဦးဆောင်လာကတော့နာမည်ကျော်ချင်းတဲ့ညီနောင်ပဲဖြစ်ပါတယ်။သူတို့နှစ်ကောင်ဟာနောက်လိုက်အဖွဲ့ဝင်တွေနဲ့အတူဟန်ချက်ညီရှေ့တန်းကနေစတင်တိုက်ခိုက်ကြပါတယ်။တမ္မာလောက်ရဲ့ချင်းတဲ့အကြီးကြီးကကျွဲရရဲ့ကြောပေါ်ကိုဖွာစီးပြီးထိန်းချုပ်ထားတယ်လို့ချင်းတဲ့မတွေကလည်းကျွဲရိုင်းကြီးမြေရီမော်လဲကြသွားအောင်ယူဟာမြောက်တိုက်ခိုက်နေကြတာပါ။ဒီနေရာမှာထူးကြတာကချင်းသေးပေါက်လေးတွေပါပဲကျွဲရိုင်းကြီးကပြန်လဲခုခံနေပေမဲ့ဒီချင်းသေးလေးတွေဟာအကြောက်အလန့်မရှိအကြီးတွေနဲ့အတူအစအတွက်ရင်ဆိုင်တိုက်ပွဲဝင်နေကြပါတယ်စိတ်မကောင်းပေမဲ့ဒါဟာတိုက်ပွဲရဲ့အလဲအပြောင်တစ်ခုပါပဲကျွဲရိုင်းကြီးရဲ့အနောက်ဖက်ခြေထောက်တစ်ဖက်ကျိုးသွားခဲ့တာပါသူ့ကိုကူညီမဲ့သူမရှိတော့ပဲကျွဲအုပ်ကြီးကပါသူ့ကိုပစ်ထားခဲ့ကြပါတယ်ချင်းသေးတွေကတော့ကျွဲကြီးရဲ့ချွန်ထက်လာတဲ့ဥကျူရဲ့အန်ဒီရီကိုရှောင်ပြီးအနောက်ဘက်ကနေမနာတန်းထပ်မံထိုးနှက်တက်ခိုက်နေပါတယ်။ချင်းသေးအထီးကြီးကတားကောင်အသက်ရှူရက်သွားအောင်လေဘဲအရှိဘက်ကိုအမိအရာဆွဲကင်ထားတယ်လို့ချင်းသေးမတွေကလည်းနောက်ကနေဝိုင်းဝန်းဖိအားပေးတက်ခိုက်နေပါတယ်။ဒါပေမဲ့မယုံနိုင်စရာကောင်းတာကခြေထောက်တစ်ဖက်ကျိုးနေတဲ့ကြားကဒီကျွဲရိုင်းကြီးဟာအရှုံးမပေးပဲတောင့်ခံထားစေပါပဲသူ့ရဲ့အဖော်တွေပြန်ရောက်လာပေမဲ့ကျိုးနေတဲ့ခြေထောက်ကြောင့်သူဟာအုပ်စုထဲကိုပြန်ပြီးလိုက်မသွားနိုင်တော့ပါဘူးအဲ့ဒီအချိန်မှာပဲသူ့ရဲ့ကိုယ်ထဲမှာအက်ထရီနယ်လင်မေစူပွက်လာပြီးနောက်ဆုံးလက်နဲ့ဖြစ်တဲ့သူ့ရဲ့ဦးချိုချွေနဲ့ချင်းသေးတွေကိုအသေးအတန်ငွေ့ရန်ပြီးပြန်လဲတိုက်ခိုက်ပါတော့တယ်အက်ဒရီနယ်လင်ဆိုတာဟာအန်ဒီယယ်နဲ့ကြုံတဲ့အခါသက်ရှိတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်လာတဲ့ဓာတ်ပြုမှုတစ်ခုပဲဖြစ်ပါတယ်။ဒီဓာတ်ပြုမှုဟာသဘာဝတရားကပေးထားတဲ့အန်အောစရာကောင်းတဲ့အသက်ရှင်တန်ရေးဗျူးစားတစ်ခုလည်းပဲဖြစ်ပါတယ်။တရက်ဆက်တိုက်ခိုက်နေတဲ့ရန်သူအုပ်ထဲကနေတရေကောင်းဆန်ဆန်ပြန်မတ်တက်ရက်ဖို့ကြိုးစားနေတဲ့သူ့လက်ပုံရိပ်ဟာတနာစရာကောင်းလာပြီးမြင်ရသူအဖို့တကယ်ကိုရင်နာစရာပါပဲ။ဒါပေမဲ့သဘာဝတရားကြီးကအမတန်ရက်ဆက်လုံးပါလေချင်းသိမတွေနဲ့ချင်းသိငယ်တွေဟာသူ့ကိုလုံးဝပြန်မထနိုင်အောင်ဝိုင်းဆဲပြီးဖိနှိပ်လိုက်ကြပါလေအားနည်းနေတဲ့ကျွဲကြီးဟာတုံ့ပြန်ဖို့ဦးချိုကိုလှမ်းလိုက်ရင်ရန်သူအတွက်ဟာကွက်တစ်ခုကိုဖန်တီးမိသွားခဲ့ပါလေချင်းသိကြီးအတွက်သူဟာလဲကောင်းကိုစိမ့်ပိတ်လိုက်တယ်လို့ဖြစ်သွားခဲ့တာပါအဲ့ဒီအချိန်မှာပဲရန်သူဟာအခွင့်အရေးကိုအမိအယစုပ်ကင်ပါတော့တယ်။ကျွဲကြီးရဲ့လယ်ညိုကိုသူ့ရဲ့တန်မာလာတဲ့အဆွဲတွေနဲ့ကိုက်ခဲလိုက်ပြီးအဆုံးသတ်လိုက်တာပါ။နောက်ဆုံးမှာတော့တိုက်ပွဲကြီးပြီးဆုံးသွားခဲ့ပြီးချင်းသေးအုပ်စုကပဲအောင်ပွဲခံနိုင်ခဲ့ပါတယ်။တဘာဝတရားရဲ့နေရာမှာစီမင်းအားပိုတမသူကသာအနိုင်ရစမြဲပါ။တခါတလေမှာတော့စူးစမ်းပြီးလွတ်မြောက်နိုင်တာမျိုးရှိကြပေမဲ့အများစုကတော့မလွတ်မြောက်နိုင်ကြပါဘူး
အခုလိုစိတ်လှုပ်ရှားစရာကမ္ဘာဖြစ်ရစမ်းတွေကိုစက်ကြည့်ဖို့ကျွန်ုပ်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်တတာ